တော်လှန်ရေးကဘယ်လိုဖြစ်မှာလဲနိုင်မှာလားဘယ်လောက်ကြာအောင်မှာလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်နေ့စဉ်တည်ထူးတည်ကောက်တွေကိုတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးဖို့တောင်းဆိုရှင်ပါတယ်ဒါတွေကအားလုံးမှာရင်ထဲမှာခံစားနေရတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပထမဆုံးကြိုပြီးပြောရမယ်ဆိုရင်တော့ခါတိုင်းထုံးစံတိုင်းလိုပဲတော်လှန်ရေးကနိုင်မှာတော့သိကြတယ်ကျွန်တော်တို့ရှုံးသွားဖို့ဖြစ်เสียအကြောင်းလုံးဝမရှိသေးဘူးเนาะအဲ့လုံးဝမရှိဘူးနိုင်မှာလုံးဝသိကြတယ်เนาะအချိန်ကတော့ဘယ်တော့ပြီးမယ်ဆိုတော့ကိစ္စကိုတော့ကျွန်တော်အနေနဲ့မပြောနိုင်ဘူးပေါ့နော်နိုင်မယ်ဆိုတာတော့လုံးဝသိကြတယ်ဘာကြောင့်နိုင်လဲဆိုတဲ့ကိစ္စတွေကတော့ရှင်းပြပေးမယ်နော်အဲကြတော့စိတ်တမကြနဲ့ကျွန်တော်တို့ကနိုင်ကုန်နိုင်ပါနော်အဲ့ဒါလုံးဝသိကြတယ်လက်ရှိအနေထားကပထမဆုံးစပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရွေးကောက်ပွဲနဲ့စပြီးပြောရမှာပေါ့နော်အဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့ပြောလည်းမပြောချင်ဘူးငကိုတွေကအသိမှလည်းမပြေဘူးဒီရွေးကောက်ပွဲကဘာမှအရေးမကြီးဘူးဘာမှလည်းဖြစ်လာမှာမဟုတ်ဘူးလို့ငကိုတွေကအတိုင်းကျွန်တော်ပြောဘူးတယ်နော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘာမှကောင်းနဲ့မထည့်နဲ့လို့ပြောဘူးတယ်သို့တော်လည်းပဲတကယ်လှုပ်လာတဲ့အခါမှာဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီပေါ့နော်ရွေးကောက်ပွဲကိုဟန်တာဖို့နော်တော့လိုအပ်တာပေါ့နော်ဟန်တာဖို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတရားမမျှတဘူးဆိုတဲ့အကြောင်းကဘာအသိအောင်ပြောပြဖို့လိုအပ်တယ်သို့တော်လည်းပဲမိတို့ပင်ဆိုစကားမှဒီရွေးကောက်ပွဲကဘာမှဖြစ်လာမှာမဟုတ်ဘူးနော်ဒီရွေးကောက်ပွဲရဲ့အကျိုးဆက်ကဘာမှဖြစ်လာမှာမဟုတ်ဘူးတော်လှန်ရေးကိုနော်ထိကြိုက်သွားမှာမဟုတ်ဘူးဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကပြောပြချင်တယ်နော်အဲ့တော့များများမဟုတ်ဘူးရိုးလေးစဉ်းစားကြည့်လိုက်နော်အဲ့တော့ကျွန်တော်တို့2010ခုနှစ်မှာလုပ်တဲ့နော်ဦးသိန်းစိန်ပေါ့နော်ဦးသိန်းစိန်ရွေးကောက်ပွဲလိုပဲဆိုတော့နော်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြဋ္ဌာန်းပြီးတော့2010မှာသူတို့ရွေးကောက်ပွဲလုပ်တယ်အဲ့ဒီ2010တုန်းကလုပ်တဲ့ရွေးကောက်ပွဲနဲ့အခု2025မှာလုပ်တဲ့ရွေးကောက်ပွဲက10ဆกว่าတယ်နော်10ဆกว่าတယ်နော်ရှင်းရှင်းလေးပဲ2010တုန်းကလုပ်တဲ့ရွေးကောက်ပွဲကနော်ဖွဲ့စည်းပုံအခြေခံမှုဥပဒေအသစ်ဆက်ဆက်နော်2008ကိုဖွဲ့စည်းပြီးတော့ဒီဖွဲ့စည်းပုံအခြေခံမှုတွေအသစ်ဆက်ဆက်နဲ့သူတို့ကဒီမိုစီလမ်းကြောင်းကိုသွားမှာပါငါတို့ကအာဏာသိမ်းထားတော့မှန်းတယ်ဒါပေမဲ့ဒီမိုစီလမ်းကြောင်းကိုသွားမှာပါပါတီစုံဒီမိုစီရွေးကောက်ပွဲကိုလုတ်ပေးမှာပါဆိုတော့ပြီးတော့ရှင်အာဏာရတဲ့အစိုးရကိုလွှဲပေးမှာပါဆိုတဲ့ပုံစံနဲ့ဂတိကဝတ်တွေနဲ့နော်သူတို့ကဒီရွေးကောက်ပွဲကိုလုတ်ခဲ့ကြတယ်နော်အဲ့ဒီခါကျတော့အဲ့ဒီကရွေးကောက်ပွဲနဲ့ဒီရွေးကောက်ပွဲနဲ့နှိုင်းရှင်မယ်ဆိုရင်အစများစွာกว่าတယ်အဲ့တုန်းကအဲ့လိုစစ်တပ်ကဂရိပေးလိုက်တဲ့အခါမှာကဘာကစောင့်ကြည့်နေကြတာစောင့်ကြည့်နေကြတဲ့အခါကျတော့သူတို့နော်တကယ်လုံးမလားမသိဘူးဆိုပြီးတော့နော်ယုံကြည်မှုအပြည့်နဲ့သူတို့စောင့်ကြည့်နေကြတယ်အဲစောင့်ကြည့်နေကြတဲ့အခါကျရွေးကောက်ပွဲဖြစ်သွားတယ်ပေါ့အဲ့တော့အဲ့ဒီတုန်းကနော်ဒီစစ်တပ်ကလည်း1988ခုနှစ်မှာအာဏာသိမ်းပြီးတဲ့နောက်မှာ1900နဲ့ဒီ2000နဲ့10အထိပေါ့နော်စုစုပေါင်းဆိုလို့ရှိရင်22နှစ်ကြာတယ်1988ကနေပြီးတော့အာဏာသိမ်းပြီးတော့2010အထိဆိုရင်ဟုတ်တယ်အားလုံးဆိုရင်22နှစ်ကြာတယ်เนาะအဲ့တော့အာဏာသိမ်းပြီးတော့22နှစ်ကြာတဲ့အချိန်မှာသူတို့ကတိုင်းပြည်ကိုငြိမ်အောင်ထိန်းနိုင်တယ်ပေါ့ငြိမ်အောင်ထိန်းနိုင်တယ်ဆိုတာဘာကြောင့်လဲဆိုတဲ့အခါကျတော့2096ခုနှစ်လောက်ကစပြီးတော့ဘာလုပ်လာလဲသူတို့ကဒီငြိမ်းချမ်းရေးတွေလုပ်တယ်เนาะငြိမ်းချမ်းရေးလုပ်ပြီးအထူးဒေသ1 2 3 4ဆိုပြီးတော့အထူးဒေသတွေကိုဖွဲ့စည်းတယ်เนาะအထူးဒေသဖွဲ့စည်းအပြစ်ခတ်ရစဲရေးလုပ်တယ်ငြိမ်းချမ်းရေးလုပ်တယ်เนาะလုပ်ပြီးဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုဆွဲတယ်အဲ့လိုဆွဲပြီးတော့ကဘာကိုဂတိပေးတယ်အဲ့လိုဂတိပေးပြီးတော့လုပ်တဲ့ရွေးကောက်ပွဲเนาะအဲ့တော့အဲ့ဒီတုန်းကเนาะဒီဟိုပါပေါ့2010နဲ့2000နဲ့ဒီ10နဲ့အခု2025နဲ့နှိုင်းရှင်တဲ့အခါကျတော့အခုလက်ရှိအနေထားပေါ့เนาะလက်ရှိအနေထားမှာငြိမ်းချမ်းရေးဆိုတာလုံးဝမရှိဘူးအဲ့တုန်းကအထူးဒေသတွေဖွဲ့စည်းရငြိမ်းချမ်းရေးနဲ့အပြည့်အခက်ရစဲရေးနဲ့ငြိမ်းချမ်းရေးကိုလုပ်ခဲ့တယ်အခုကဘာငြိမ်းချမ်းရေးစကားပြောမှမဖြစ်ဘူးเนาะခုနအပြည့်အခက်ရစဲမှုလည်းမရှိဘူးတိုင်းပြည်မှာဆိုလို့ရှိရင်အ ਨੇ ဆုံးပေါ့เนาะဘယ်လိုပြောရလဲမဲဆန္ဒနယ်တဝက်တောင်မှเนาะလက်ရှိကတိုင်းပြည်တဝက်တောင်မှเนาะငြိမ်းချမ်းချမ်းထိန်းထားနိုင်တဲ့အခြေအနေမရှိဘူးတကယ်ဆိုရင်သူတို့เนาะအပြည့်အဝလုတ်နိုင်မဲ့အနေထားက30ရာတိုင်းပြည်လုံးရဲ့30ရာနိုင်လောက်ပဲရှိတယ်အဲ့ဒီခါကျတော့ဒါ2010နဲ့နှိုင်းရှင်မယ်ဆိုလို့ရှိရင်လက်ရှိ2025ရွေးကောက်ပွဲရဲ့เนาะအနေထားကအခင်းအကျင်းကအရန်အားနေတယ်เนาะ10ဆလောက်တော့กว่าတယ်တကယ်ပြောမှဆိုရင်เนาะ10ဆလောက်กว่าတယ်နောက်တစ်ခုကအဲ့ဒီတုန်းကဒီဘယ်လိုပြောရမလဲအဲ့တုန်းကရွေးကောက်ပွဲလုပ်တဲ့အချိန်ကာလမှာပေါ့เนาะဒီနိုင်ငံရေးပါတီအနေနဲ့ပြောမှဆိုရင်2010မှာเนาะဒီ NLD က
ဝင်မပြိုင်ဘူးပေါ့နော်အဲ့ခါကျတော့ခုနဘယ်လိုပြောရမလဲကျန်တဲ့နိုင်ငံရေးပါတီတော်တော်များများဝင်ပြိုင်ကြတယ်အဲ့လိုဝင်ပြိုင်ကြပြီးတော့မှခုနပေါ့နော်ဒီရွေးကောက်ပွဲမှာအတိုက်ခံအင်အားစုတော်တော်များများပါဝင်တယ်လို့ပြောလို့ရတယ်လက်ရှိအနေထားကြတော့အတိုက်ခံအင်အားစုလုံးဝမပါဝင်မဲ့နဲ့ကျင်းပတဲ့ခဲ့တာဖြစ်တယ်ဒါကြောင့်အတိုက်ခံအင်အားစုလုံးဝမပါတဲ့ရွေးကောက်ပွဲဆိုတာလေရွေးကောက်ပွဲမဟုတ်ဘူးတယောက်တည်းပြိုင်တဲ့သဘောလို့ဖြစ်တယ်ဒါကြောင့်ဒါတရားမျှတတဲ့ရွေးကောက်ပွဲလုံးဝမဖြစ်ဘူးနော်လုံးဝဖြစ်เสียအကြောင်းမရှိဘူးနောက်တစ်ခါရွေးကောက်ပွဲရဲ့အတိုင်းအတာမှာပြန်ပြီးကြည့်မယ်ဆိုရင်ဦးသိန်းစိန်နဲ့မင်းအောင်လှိုင်နဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဦးသိန်းစိန်ကနော်ဘယ်လိုပဲဖြစ်အဲ့ဒီအချိန်ဒီတမိုင်းเจ้าကရှင်းနေတယ်မင်းအောင်လှိုင်ကြတော့ ICC တရားခံဖြစ်နေတယ်အဲ့ဒီခါကျတော့အဲ့လိုဖြစ်တဲ့အတွက်ကြောင့်လည်းဒီခုနကတော့ဦးသိန်းစိန်ရွေးကောက်ပွဲနဲ့ဒီ2025ရွေးကောက်ပွဲနဲ့နှမ်းရှင်မယ်ဆိုလို့ရှိရင်နော်ကွာချက်ကအရန်ကိုကြီးရယ်နော်အဲ့တော့နောက်တစ်ခုကကြတော့အဲ့ဒီတုန်းက EAO အဖွဲ့ကအများကြီးမရှိဘူးရှိတဲ့ဥစ္စာလည်းငြိမ်းချမ်းရေးယူထားတယ်အဲ့လိုတိုင်းတာရှိတယ်ဒီနေ့တရားကြတော့ EAO အဖွဲ့တွေအပြင်ဗမာ EAO တွေပါအများကြီးပါလာတဲ့ခါကျတော့တကယ်ကိုပေါ့နော်ဒီဟိုစကိုင်းတို့မကွေးတို့နော်ဒီလိုနေထားတွေအပြင်တခြားနေရာတော်တော်များကိုနော်ဒီတော်လိုင်းရေးအဖွဲ့တွေကနေပြီးတော့မှတိမ့်ပိုက်ထားတယ်နောက်တစ်ခါလုံးဝအတိုက်ခံအင်အားစုတွေမှာအဓိကကျတဲ့ NLD လုံးဝမပါဘူးနောက်တစ်ခါရွေးကောက်ပွဲအကြိုကာလမှာလည်းပဲနိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးရပါဆိုတဲ့ကိစ္စလည်းမရှိဘူးဒါကြောင့်အတိုက်ခံလည်းမပါဘူးနိုင်ငံရေးအကျဉ်းသားတွေကိုလည်းလွှတ်ပေးတဲ့ကိစ္စမပါဘူးဒါကြောင့်ဒီအခင်းချင်းကဒီရွေးကောက်ပွဲက2010ရွေးကောက်ပွဲနဲ့ဆိုင်2025ရွေးကောက်ပွဲကနော်ဘာမှကိုနော်ဟိုနှိုင်းရှင်လို့မရအောင်ကွာခြားတယ်ဆိုတာကိုတွေ့ရလိမ့်မယ်အဲ့လိုပဲအခုတကယ်တမ်းအခုရွေးကောက်ပွဲနီးကပ်လာတဲ့အခါမှာဟောဒီရွေးကောက်ပွဲကဟိုဘယ်သူတွေကထောက်ခံလဲဆိုတော့နော်တိတိကျကျထောက်ခံတဲ့နိုင်ငံရေးလို့ပေါ်မလာဘူးကန့်ကွက်တယ်ဒီရွေးကောက်ပွဲအတိမမယူဒီရွေးကောက်ပွဲကိုတော့တရားမျှတမှုရှိမှာမဟုတ်ဘူးလို့အခုဆိုရင်ဝိုင်းပြောလာကြပြီဒါကြောင့်မလို့ရွေးကောက်ပွဲရဲ့ reset ကရှိမှာမဟုတ်ဘူးဒီရွေးကောက်ပွဲဒီနော်ကျွန်တော်တို့ဒီသူတို့စကားစအတွက်ကကောင်းကျိုးထက်ဆိုးကျိုးပဲဖြစ်လာမှာနိုင်ငံရေးထွက်ပေါက်မရပဲနဲ့နော်သူတို့အတွက်ပို့ပြီးတော့စိုးကျိုးဖြစ်သွားဖို့ပဲများတယ်ဒါကြောင့်ရွေးကောက်ပွဲအတွက်စိတ်ပူစရာမလိုဘူးတော့ကိုလှုပ်เสียရှိအောင်ကိုလှုပ်မယ်ဒီရွေးကောက်ပွဲကိုစန့်ကျင်ရမယ်နော်ရွေးကောက်ပွဲစန့်ကျင်ရမယ်မဲပေးနေရမယ်ဒီသဘောတရားတော့ရှိမယ်သို့တော်လည်းပဲဒီရွေးကောက်ပွဲကြောင့်စိုးရင်ကြောက်ကြမှုလုံးဝမဖြစ်နဲ့လို့အဲ့ဒါကိုကျွန်တော်ကပြောချင်တယ်နောက်ဒုတိယပြောချင်တာကဘာလဲဆိုတော့ကျွန်တော်စစ်ရေးအနေထားပေါ့နော်စစ်ရေးအနေထားနဲ့ပတ်သက်ပြီးတော့စစ်တိုက်တယ်ဆိုတာတော့ဗျာဒီလိုပဲသူကနိုင်တဲ့အခါရှိမယ်ကိုကနိုင်တဲ့အခါရှိမယ်တလက်ရှိတယ်တခါတန်ကြလို့ရှိရင်ကိုကပေါ့နော်အနေထားရာစုပ်ပေးရတဲ့ကိစ္စမျိုးတွေလည်းရှိတယ်ဒီပေါ်မှာနော်ဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဒီပေါ်မှာလည်းပဲစိုးရင်စရာကိစ္စမရှိဘူးဘာကြောင့်လဲစစ်ပောင်ကအရန်ကျယ်သွားပြီနော်စစ်ပောင်အရန်ကျယ်သွားပြီတိုက်ပွဲရနေရာအနှံ့မှာဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့အတွက်ကြောင့်နော်ဒီအနေထားမှာစီးရေးရလည်းပဲကျွန်တော်တို့ကတော့ဒီတော်လိုင်းကြီးကစီးရေးရကြဆုံးသွားနောက်ဆုတ်သွားတယ်ဆိုတာမရှိဘူးနော်စီးရေးရပို့ပြီးတော့ကျယ်ပြန့်လာတဲ့သဘောတရားပဲရှိတယ်အဲ့ဒီခါကျတော့စီးရဲတဲ့ချက်နဲ့ကျွန်တော်တို့ကပြန်ကြည့်မယ်ဆိုရင်စီးရဲကကျွန်တော်တို့ကအောင်မြင်မှုရှိတယ်နော်အောင်မြင်မှုရှိတယ်တိုးတက်မှုရှိတယ်အသာစီးရတယ်လို့ကျွန်တော်တို့ကပြောနိုင်တယ်ဘယ်တော့ပဲလက်နဲ့အင်အားကြီးအင်အားနည်းတွေဆိုပြီးတော့ကျွန်တော်ကစီးရဲကအသာစီးရတယ်နော်အသာစီးရတယ်လို့ကျွန်တော်တို့ကပြောနိုင်တယ်ကျွန်တော်တို့ကလက်ရှိစိုးမိုးနယ်မြေတွေကနော်အများကြီးပဲရှိတယ်စိုးမိုးနယ်တွေအများကြီးပဲရှိတယ်လို့လက်ရှိတိုက်ပွဲတွေကလည်းသူတို့နိုင်တာနဲ့အနိုင်ရှုံးကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘက်ကရှုံးတာနဲပြီးတော့သူတို့ဘက်ကကြာဆုံးတာအများများတယ်ကြာဆုံးတဲ့အရေးအတွက်ချင်းတွက်မှဆိုရင်10ဆတော့မကွာဘူး10ဆတော့မကအောင်နော်ကွာခြားတယ်အဲ့လိုကွာခြားတဲ့ပြင်ကျွန်တော်တို့ဘက်ကစခန်းသိမ်းတာတွေကနော်ကျွန်တော်တို့က10ခုတော့သိမ်းလိုက်လို့သူတို့ကတစ်ခုနှစ်ခုတော့ပြန်သိမ်းနိုင်တာမဟုတ်ဘူးသူတို့ကျွန်တော်တို့ကိုတိုက်ခိုက်တယ်ဆိုတာအယက်သားပြစ်မှတ်တွေကိုတိုက်ခိုက်တာရွာတွေကိုမိရှို့တာပဲရှိရတကယ်တမ်းစစ်သားချင်းတိုက်တဲ့တိုက်ပွဲမှာဆိုလို့ရှိရင်စကားဘက်ကနိုင်တယ်ရဲ့လို့သိပြီးတော့မရှိလာဘူးเนาะသူတို့ပြန်ရတယ်ဆိုတာတရုတ်ကညှိနှိုင်းတဲ့အတွက်ကြောင့်လာရှိုးပြန်ရတော့ကြောက်မဲပြန်ရတော့ဒါရီတော့ပဲရှိတာဖြစ်ပြီးတော့မှနေလားငါလားသူတို့ကိုယ်တိုင်တိုက်လို့နိုင်တယ်ဆိုတာကခက်ရှားရှားပဲအတိုင်းတာမှာပဲရှိတယ်ဒါကြောင့်စစ်ရေးဒီကျွန်တော်တို့ဘက်ကအားတာနေတယ်လို့ကျွန်တော်တို့အခိုင်အမာပြောလို့ရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ရဲ့ကျွမ်းကျင်မှုပေါ့เนาะကျွမ်းကျင်မှုနဲ့စိတ်ဓာတ်နောက်တစ်ခုကပြည်သူရဲ့ထောက်ခံမှုအချက်3ချက်ပေါ့နော်ကျွန်တော်တို့စစ်ရေးနဲ့ပြည်လို့ရှိရင်ကျွန်တော်တို့ဘက်ကအချက်3ချက်အားတာချက်ရှိတယ်နံပါတ်1ကစိတ်ဓာတ်နော်စိတ်ဓာတ်ကဘယ်လိုမှဒီစစ်ကောင်စီကိုနော်ဘယ်လိုမှလက်မခံဘူးဒါတို့ကအဆုံးအထိသွားမှာစစ်ကောင်စီကိုဘယ်လိုမှဒီတစ်ခါအလျှော့ပေးလို့မရဘူးနိုင်ကိုနိုင်မှဖြစ်မှာဆိုတဲ့စိတ်ဓာတ်အဲ့စိတ်ဓာတ်နဲ့တိုက်တာနံပါတ်2ကပြည်သူထောက်ခံမှုနော်ပြည်သူထောက်ခံမှုကကိုယ့်ဘက်မှာအပြည့်ရှိတယ်တရားနှုံးရှိတယ်ဒါကြောင့်မလို့စိတ်ဓာတ်ရေးရရဲ့ပြည်သူထောက်ခံမှုတွေဒီနှစ်ခုဒီကျွန်တော်တို့ကလုံးဝခိုင်မာတဲ့ကိစ္စဖြစ်တယ်နောက်တစ်ခုကကြတော့
ကျွမ်းကျင်မှုကကျွန်တော်တို့ဒီ PDF တွေကအခုဟိုတော့9နှစ်ရှိသွားပြီနော်4နှစ်ကျော်4နှစ်ပဲထားလိုက်ပါတော့4နှစ်အတွေ့တကယ်တော့အတွေ့အကြုံဆိုတာ3နှစ်ဆိုလုံလောက်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ PDF တပ်ဖွဲ့တွေက4နှစ်သားအတွေ့အကြုံရသွားတာဖြစ်တဲ့အတွက်ကြောင့်အတွေ့အကြုံရဲ့ကျွန်တော်တို့ဒီခုနကတော့စိတ်ကြရေးရရဲ့နောက်တစ်ခါခုနကပါပြည်သူထောက်ခံမှုရဲ့ဒီအချက်တွေရကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကအာသာချက်ကနော်ဒါတွေကကျွန်တော်တို့အာသာချက်ပဲနော်စစ်တိုက်တဲ့အခါမှာနံပါတ်1ကတော့စိတ်ဓာတ်ပေါ့နံပါတ်2ကပြည်သူထောက်ခံမှုဒီနှစ်ခုကတိတ်အရေးကြီးတယ်နော်ပြည်သူထောက်ခံမှုရှိရဲ့စစ်ပွဲမှန်သမျှဆုံးရှုံးတာဖြစ်တယ်စိတ်တဲ့ရေးရကြဆင်းနေလို့ရှိရင်ဆုံးရှုံးတာပဲဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့က generation အသစ်နဲ့တိုက်တာဖြစ်တယ်နောက်တစ်ခါစိတ်တဲ့ရေးရခိုင်မာတယ်ပြည်သူလူထုရဲ့ထောက်ခံမှုကအပြည့်အဝရရှိထားတာဖြစ်တယ်ဒါကြောင့်မလို့လေသူတို့နဲ့နှိုင်းရှင်တဲ့အခါမှာဒီအချက်3ချက်ကကျွန်တော်တို့ကသူတို့တဲ့အများကြီးအားသာနေတယ်စီရေးမှာအများကြီးအားသာနေတယ်အဲ့လိုတိုင်းတာရှိနောက်တစ်ခုကအောင်ပွဲတွေပေါ့နော်အောင်ပွဲတွေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိပေါ့နော်အနီးသက်ဆုံးပြောပြရမယ်ဆိုရခိုင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကရခိုင်ရဲ့အောင်ပွဲကရခိုင်တပြည်လုံးနီးပါးကိုတိမ့်ပိုက်ထားပြီးပြီအဲ့တိမ့်ပိုက်ထားပြီးတဲ့အပြင်ရခိုင်ပြည်နယ်ရဲ့အပြင်ဘက်ကိုလည်းနော်သူတို့ကဆက်ပြီးတော့ကျေပြန့်လာနေပြီအဲ့တော့ရခိုင်ကဘယ်ထိတိမ့်ပါလဲလို့မှန်းမယ်ဆိုရင်သူ့ရခိုင်ပြည်အတွက်ကျွန်တော်လုံခြုံမှုအပေးနိုင်ဖို့အတွက်ဆိုလို့ရှိရင်ရခိုင်ကနော် ARD မြစ်အနောက်ဘက်ခြမ်းအကုန်သိမ်းပါ ARD မြစ်အနောက်ဘက်ခြမ်းကိုမသိမ်းမဲနဲ့ရခိုင်အတွက်တည်ငြိမ်မှုနဲ့ငြိမ်းချမ်းမှုကမရနိုင်ဘူးဒါကြောင့်မလို့နော်ရခိုင်ဒီ ARD မြစ်အနောက်ဘက်ခြမ်းအကုန်လုံးသိမ်းခဲ့လို့ရှိရင်နံပါတ်1စက္ကစတဲ့ဆုံးရှုံးသွားမယ့်ကိစ္စကတော့နံပါတ်1ကတော့သူတို့ဒီကပ္ပစဆက်ယုံနေအကုန်လုံးပါသွားမှာနော်နံပါတ်2ကတော့အရေးကြီးတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့နော်ကြောက်ဖြူနော်ကြောက်ဖြူနဲ့နော်ဒီဆက်ပြီးတော့မှဒီရခိုင်ကနေပြီးမကွေးဒီဖြတ်လာတဲ့တရုတ်ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုလုံးကိုဒီတော်လိုင်းအဖွဲ့လက်ထဲကိုရောက်သွားမယ်ဒီအပြောင်းလဲကနဲတဲ့ကြီးကျယ်တဲ့အပြောင်းလဲမဟုတ်ဘူးအဲ့လိုမျိုးဖြစ်သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့က single ဖြစ်စဉ်ရကြည့်မယ်ဆိုလို့ရှိရင်ရခိုင်ကိုတိမ့်ပြီးပြီဆိုလား ARD အနောက်ပိုင်းကိုတိမ့်ပြီးဆိုတာနဲ့တပြိုင်နက်တည်းအေးမှာဝင်ကူတိုက်နေတဲ့ဗမာ PDF တွေကဘကိုးရုံးမကိုကူလာမှာဖြစ်တယ်နော်ဘကိုးရုံးမကူလာတပြိုင်နက်တည်းမှာပဲဒါစစ်ရအချိန်အားကောင်းနေတာနောက်တစ်ခုကကချင်ပေါ့နော်ကချင်မှာဆိုလို့ရှိရင်လေကချင်ဒီတရုတ်ဖီအားကိုလုံးဝဂီးမဆိုင်ဘူးလုံးဝဂီးမဆိုင်တဲ့အတွက်ကြောင့်နော်အခုဆိုလို့ရှိရင်ဒါတရုတ်ဘက်ကနေပြီးတော့ဒီလိုင်းစာတို့လွယ်ကျယ်တို့ဆိုတဲ့နေဆက်ပေါက်တွေကိုဖွင့်ပေးရတဲ့အစ်စ်ဒီတရုတ်ဘက်ကလက်ရောလာရတယ်နော်အဲ့လိုလက်ရောလာတဲ့အတိုင်းတာကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကချင်ရဲ့နိုင်ငံရေးရအားတာချက်ပေါ့နော်ပြောမယ်တန်တမန်ရေးအားတာချက်ကောင်းသလိုစီရေးအားတာချက်လည်းကောင်းတယ်အဲ့လိုအားတာချက်ကောင်းတဲ့အခါကျတော့ကချင်မှာအခုကျွန်တော်တို့ကြံနေတာဗမော်နဲ့ဖားကန်တယ်ပေါ့နော်ဗမော်နဲ့ဖားကန်တဲ့ကိုနိုင်လို့ရှိရင်မြေကြီးနားကိုတိမ့်နှံပြီးသားဖြစ်တယ်အဲ့တော့ကချင်ကကမ်ပန်တီထွက်ပေါက်ကောနော်လိုင်းစာထွက်ပေါက်ကောလွယ်ကျယ်ထွက်ပေါက်ကောအကုန်လုံးကိုသူနေဆက်တရုတ်နေဆက်တစ်လျှောက်လုံးကချင်ကတိမ့်နှံပြီးဖြစ်တယ်လိုအပ်နေတာကဗမော်ပေါ့နော်ဗမော်ကိုလုံးလုံးလက်ထဲကိုရောက်ဖို့နဲ့ဖားကန်လုံးလုံးကိုရောက်လို့ရှိရင်သူကမြေကြီးနားကိုတိမ့်လို့ရပါပြီဒါကြောင့်မလို့ကချင်အနေနဲ့ဒီဗမော်မှာလည်းပဲအပေါ်ကြီးရပေါ့နော်အတာကြီးရအခြေအနေမှာရှိရအဲ့လိုအတာကြီးရအခြေအနေမှာရှိရတဲ့ကြောင့်တိတ်များမကြခင်ပေါ့နော်ဒီနောက်ထပ်5-6လလောက်မှာဗမော်တခွင်လုံးကိုနော်ဒီကချင်ကတိမ့်သွားနိုင်ဖို့ရှိရတိမ့်သွားနိုင်ဖို့ရှိတယ်လို့ခုနကတော့ဖားကန်ကိုလည်းပဲခုနကတော့ရသွားဖို့ရှိတယ်အဲ့လိုရသွားကြလို့ရှိရင်ကချင်ပြည်နယ်ကလုံးလုံးလွတ်မြောက်သွားတဲ့အတိုင်းတာကိုရောက်လာလိမ့်မယ်အဲ့တော့ကချင်ပြည်နယ်ကလုံးလုံးလွတ်မြောက်သွားတဲ့ပြည်နယ်ကချင်မှာကူတိုက်နေတဲ့ PDF တွေကလည်းပဲစကိုင်းဘက်ကိုဆင်းလာမယ်ဒီဘက်မန်းလေးဘက်ကိုဆင်းလာမှာဖြစ်တယ်အဲ့လိုဆင်းလာတဲ့အခါကျတော့ကျွန်တော်တို့ကဘာလို့ဆိုဒီဘက်ကဒီစိုးမိုးနယ်မြေတွေကလွတ်မြောက်နယ်မြေအဖြစ်ပြောင်းသွားလိမ့်မယ်နော်အရေးကြီးဆုံးကတော့ခုနကဘကိုးရိုးမှာပဲအဲ့တော့ခုတောင်မှဘကိုးရိုးမှာကျွန်တော်တို့ဂျိုးပင်ကောက်တို့နော်မင်းလာတို့အဲ့ဘက်တွေမှာတိုက်ပွဲတွေတောက်ချဖြစ်တယ်ပောက်ခေါင်းအထိတက်ဖြစ်တယ်နော်အဲ့လိုတက်ဖြစ်တဲ့အခါကျတော့တက်ဖြစ်မှာလဲဖြစ်တဲ့အတိုင်းတာမှာလဲပဲကျွန်တော်တို့ဘက်ကအနိုင်များတယ်အနိုင်ဒါတောင်မှအဲ့ဘက်ကဒီပကဖာလီဆိုလို့ရှိရင်ဘာမှအထောက်ပံ့ရတာမဟုတ်ဘူးသို့တော့ခုနကတော့ဒီဘကိုးရိုးမှာAR မြစ်အရှိဖက်ကျဘကိုးရိုးမှာလဲတိုက်ပွဲတွေမှာကိုယ့်ဘက်ကအတာစီးမှာရှိတယ်ပျောက်ကြားအနေနဲ့တိုက်နေကိုယ့်ဘက်ကအတာစီးမှာရှိတယ်ဒါဘကိုးရိုးမှာအနောက်ဘက်ကျဘကိုးရိုးမှာအရှိဖက်ချမ်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ဒီတောင်ငူကွင်ပေါ့နော်တောင်ငူတို့တန်တောင်ကြီးတို့ဘာလို့ဘက်မှာလည်းပဲတောက်လျှောက်ကဒီခုနကတော့ဒီကရင်နဲ့ခုနကတော့ PDF တွေကဆင်းလိုက်တက်လိုက်နေကစားစစ်ကစားနေတာဖြစ်တယ်အဲ့ဒါကကြတော့ကျွန်တော်တို့ကဒီရခိုင်နေတဲ့ AR အနောက်ဘက်ချမ်းကိုတိမ့်လိုက်ပြီးဆိုတာနဲ့တပြိုင်နက်တည်းဘကိုးရိုးမကိုတော်လိုင်းရေးအဖွဲ့တွေကစီးသွားမှာ
အဲ့တော့စစ်တပ်အနေနဲ့ကဘာဖြစ်သွားမလဲဆိုတော့စကားစအနေနဲ့ကကပ္ပစရေလည်းပါသွားမယ်ဘကိုရုံးမကိုလည်းစီးသွားပြီဆိုရှင်နေပြည်တော်နဲ့ရန်ကုန်ကပြတ်သွားမှာနော်နေပြည်တော်နဲ့ရန်ကုန်တွေကတော့အဆက်အသွယ်ပြတ်သွားမှာအဲ့လိုအဆက်အသွယ်ပြတ်သွားတယ်သူကလက်နဲ့ချဝယ်ရှိတခြားနည်းမရှိတော့ဘူးဒါတခုနောက်တစ်ခုကကြတော့ဒီအေးကရခိုင်AI နောက်ဘက်ကျန်တစ်ခုကိုတိမ့်သွားလို့ရှိရင်ဘာအော်တိုမက်တစ်ပါသွားမကွေးကအော်တိုမက်တစ်ပါသွားမှာဖြစ်တယ်။ဘာကြောင့်တစ်ဖက်မှာစကိုင်းနဲ့ချင်းမှာလည်းပဲကိုယ့်ဘက်ကစိုးမိုးထားတာဖြစ်တယ်။စကိုင်းနဲ့ချင်းကိုကိုယ့်ဘက်ကစိုးမိုးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီ AR ရဲ့အနောက်ဘက်ကျန်မကွေးကနော်အော်တိုပါသွားပြီ။အော်တိုပါသွားတဲ့ပြန်နဲ့ဒီတရုတ်ပိုက်လိုင်းနဲ့ခုနကတော့ရင်းနှီးမြှုပ်နှံမှုတွေရဲ့တဝက်လောက်ကတော်လိုင်းရဲ့အဖွဲ့လက်ထဲကိုလုံးလုံးရောက်သွားပြီ။နော်အဲ့လိုရောက်သွားသလိုဒီရင်နံပိုက်လိုင်းနဲ့ပတ်သက်တာလုံးဝရောက်သွားသလိုကိုတစ်ဖက်စကိုင်းတိုင်းမှာရှိတဲ့ခုနကတော့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကလည်းတော်လိုင်းရဲ့အဖွဲ့တွေရဲ့ area ထဲမှာဖြစ်နေတယ်။ဒါကြောင့်မလို့ AR အနောက်ပိုင်းကိုလုံးလုံးတိမ့်လိုက်ပြီးတော့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကိုလားတော်လိုင်းရဲ့အဖွဲ့ကထိမ့်ပြီးဆိုရင်တရုတ်ပြည်ရဲ့ဆက်ဆံရေးပုံစံကလုံးဝပြန်ပြောင်းသွားမှာဖြစ်တယ်။နော်ပြန်ပြောင်းသွားမှာဖြစ်တယ်။လုံးဝရှိုးကအဲ့ဒါကလုံးဝသုံးချက်တွက်နေတဲ့တွက်လို့ရတယ်နော်။အဲ့ကြရင်တရုတ်ကလေတံပြောင်းသွားမှာနော်ဒီလိုတိုင်းတာရှိအဲ့ကြရင်ခုနကတော့ချင်းဝင်ရှာလုံးဝတစ်ဖက်ဆောင်နေပြောင်းသွားမယ်ဆိုတော့ဒါအစီအခြေအနေကိုပြောပြတာအဲ့တော့အခါကျတော့စီးရရကျွန်တော်တို့ကလုံးဝအားတာချက်ရှိတယ်နောက်တစ်ခုကလူတွေအများအထင်သေးနေတဲ့ကရင်ပေါ့နော်ကရင်ကဟုတ်ပြီကရင်မှာစီးလုံးညီညွတ်မှုမရှိဘူးဘာကြောင့်သူ့ရဲ့ဖွဲ့စည်းပုံရကိုကရင်မှာဘိုးချုပ်ကင်မှုအားနေပြီးတော့တက်မဟာတွေကိုအာဏာခွဲပေးထားတယ်အဲ့လိုအာဏာခွဲပေးထားတဲ့ကရင်အားနေချက်ကခုန centralize မဖြစ်ဘူးဒါကသူ့မှာအားနေချက်ဖြစ်နေတာအဲ့တော့တစ်ဖက်မှာလည်းပဲကရင်မှာကြားဖြန့်ကိစ္စရှိနေတဲ့အတွက်ကြောင့်ကြားဖြန့်တဲ့ကရင်လူကြီးရဲ့အပေးယူကိစ္စတွေအပေါ်မှာမူတည်ပြီးတော့မှကရင်မှာတိုက်ပွဲဖော်မှုတွေကအရင်အားနေတယ်သို့တော့ဘာဖြစ်လာလဲဆိုတော့ကရင်ရဲ့ဒီတော်လိုင်းရေး9နှစ်အတွင်းမှာကရင်ရဲ့အုပ်ချုပ်နယ်မြေတွေကအများကြီးကျယ်ပြန့်သွားတယ်နော်အများကြီးကျယ်ပြန့်သွားတယ်ဒါတွေကပြဿနာအဖြစ်ကြီးကျယ်ကျယ်မကြားရဘဲနဲ့တစ်ဖက်မှာလည်းမကြည်နဲ့တဲ့မကြည်မနဲ့နဲ့ပေးလိုက်ရတဲ့ကိစ္စဥပမာတနင်္လာရီတိုင်းတစ်လျှောက်လုံးဟာနော်တနင်္လာရီတိုင်းတစ်လျှောက်လုံးဟာ PDF တွေကတိုက်တယ်ကရင်တွေကဝင်အုပ်ချုပ်တယ် PDF တွေကတိုက်တယ်ကရင်တွေကဝင်အုပ်ချုပ်တယ်အဲ့ဒါ PDF တွေကမကျင်တတ်ဘူးနော်ကရင်ကသူတို့တိုက်တယ်ကရင်ကဝင်အုပ်ချုပ်တာမကျင်တတ်ဘူးမကျင်တတ်ပေမဲ့ဒီကိစ္စပေါ်မှာ NUG ကလည်းအကာအကွယ်မပေးနိုင်ဘူး NUG ကလည်းကရင်ကိုအာမခံနိုင်ဘူးအဲ့လိုဖြစ်တဲ့အခါကျတော့ကရင်ကတိုးတိုးတိတ်တိတ်နဲ့သူ့ရဲ့အုပ်ချုပ်ရေးအာဏာကျယ်ပြန့်နေပြီနော်ဘယ်ကိုဆင်းသွားလဲဆိုတော့တနင်္လာရီတိုင်းကိုဒီဘုတ်ပြင်းလောက်အထိကရင် area ဆင်းသွားတယ်အဲ့လိုဆင်းသွားသလိုဒီဘက်ကနယ်မြေတွေမှာလည်းပဲကရင်ရဲ့ PDF ကတိုက်လိုက်မြောက်သူတို့ကအုပ်ချုပ်ရေးလိုက်နင်းနေတာဒီဘက်ချမ်းနေမှာလည်းထပ်ပြီးကျေပြန့်လာတယ်အဲ့လိုကျေပြန့်လာတဲ့အခါကျတော့ကရင်အနေနဲ့ကကြားဖြန့်ကိုသာဝင်သိမ်းခဲ့လို့ကြားဖြန့်ရှင်းလင်းရေးကိစ္စသာအောင်မြင်ခဲ့လို့ BGF ဒီဘက်ပြောင်းသွားလို့ရှိရင်ကရင်နယ်မြေကအကျယ်ကြီးကထိမ့်သိမ်းပြီးသားဖြစ်သွားမှာနော်ဒါဒီလိုအတိုင်းတာလေးတွေရှိရအဲ့လိုတိုင်းတာရှိရတဲ့အတွက်ကြောင့်ကရင်မှာမြို့သိမ်းတိုက်ပွဲမဖြစ်တည်တိုင်အောင်ကရင်ရဲ့အုပ်ချုပ်ရေးနယ်နိမိတ်ကျယ်ပြန့်လာမှုကတူတူတိတ်တိတ်နဲ့အင်မတန်ကြောက်ဖို့ကောင်းတဲ့အတိုင်းတာရှိတယ်။ဒါကြောင့်မလို့သူ့ကိုလည်းရှော့မတွဲနဲ့ဟိုဘက်ကပြောင်းသွားပြီဆိုတာနဲ့တပြိုင်နက်တည်းနော်ဒီက BGF ကလည်းပြောင်းသွားမယ်ကရင်ရဲ့အုပ်ချုပ်ရေးနယ်မြေကျယ်သွားတဲ့ကြောင့်သူကစိုးမိုးနယ်မြေအဖြစ်ကနေပြီးတခါလွတ်မြောက်နေပြီတခါလည်းပြောင်းသွားမှာကြီးကတနင်္လာရီတိုင်းပါသွားမယ် AR တိုင်းတစ်ချမ်းလောက်ပါသွားမယ်နောက်ပြီးပဲခူးတိုင်းအောက်ပိုင်းပါသွားမယ်နော်စစ်တောင်းပြဖက်အချမ်းတွေပါသွားမယ်မွန်ကလည်းကရင်နဲ့ဒီမော်လမြိုင်နဲ့ဘာညာကိစ္စတွေမွန်အင်အားမကောင်းတော့ဒါကရင်နဲ့ပါသွားမယ်ဟိုဘက်တောင်ကိုဘက်ကိုပါသွားမယ်ကရင်နဲ့ကြီးအကြီးဖြစ်သွားမှာနော်အဲ့တော့ဒါကလည်းပဲခုနလိုပေါ့နော်ဟိုလိုပြောဒီစစ်ရေးနဲ့ပတ်သက်ပြီးတော့ဒီတစ်ဖက်ချမ်းမှာဒီတိုးတိုးတိတ်တိတ်နဲ့ဖြစ်နေတဲ့အုပ်ချုပ်ရေးကျယ်ပြန့်မှုဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်စကားစအနေနဲ့ကဘကိုးရိုးမဒီတိတ်ပြီးတော့အရေးကြီးတယ်အဲ့တော့ဘကိုးရိုးမကြာသွားပြီဆိုတာနဲ့တပြိုင်နက်တည်းခုနရန်ကုန်နဲ့နေပြည်တော်ကပြတ်သွားတယ်။ရန်ကုန်နဲ့နေပြည်တော်ပြတ်သွားတယ်သူတို့ပြပောက်ပိတ်ပြီ။လုံးဝရှူอ่ะနော်အဲ့ချိန်ကျရင်ဟိုတို့ဘာလို့ကလည်းပုံစံတစ်ခါလည်းပြောင်းသွားမယ်တိုင်းတာရှိတယ်။အဲကြောင့်မလို့ဒီစစ်ရေးအရာအနိုင်ကလည်းအချိန်မြေချိန်ဝင်ရှာပြောင်းသွားနိုင်မဲ့အတိုင်းတာရှိတယ်။ဒါကြောင့်မလို့ကြောက်စရာမလိုနောက်တစ်ခုကကြာတော့ဘာလို့ဆိုပြည်သူတွေပေါ့နော်အရေးဒီကျေးလက်ပြည်သူတွေရဲ့အတိုင်းတာကျေးလက်ပြည်သူတွေကပြေးရလည်းမရှိဘူး။တွေ့တာစရာလည်းမရှိဘူးရွာတွေလည်းအကုန်လုံးမိရှုပ်ခံရပြီအဲ့လိုဖြစ်သွားတဲ့အတွက်ကြောင့်နော်အလွဲတကူကြီးလက်ကနောက်ဆုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးနော်ပညာတတ်တရားတော့ထွက်ပြေးမယ်တတိတွေကတော့စကားစနဲ့ပူပေါင်းပြီးတော့ကြိုးစားပြီးရက်တည်နေမယ်နိုင်ငံခြားသွားနေမယ်အဲ့လိုသူတို့ရှောင်လို့တင်းလို့ရရင်မဲ့အခြေခံကြီးလက်ပြည်သူတွေကတော့ပြေးစရာလည်းမြင်မရှိဘူးနိုင်ငံခြားရောက်အောင်လည်းမသွားနိုင်ဘူးနောက်ရှစ်ရင်းကလည်းကုန်ပြီးကိုယ့်ရဲ့ခုနအသက်ခံရတာမိရှုခံရတာကိစ္စတွေမှာဒုက္ခရောက်တဲ့အခါမှာသူတို့ကဘယ်လိုမှ
နော်အပေါ်ဘိုင်းကညှိနှိုင်းခြင်းပါတယ်ဆိုရင်တောင်မှအကျေးလက်ကလူတွေကလုံးဝလက်ခံမှာမဟုတ်ဘူးဒါကြောင့်ဒီတော်လန်ကြီးကလွယ်ကူကူရပ်သွားဖို့လွယ်ကူကူစပွဲဝိုင်းသွားဖို့ဆိုတော့မစင်စားနဲ့စပွဲဝိုင်းသွားတဲ့လူကတမိုင်းတရားခံတယ်မဟုတ်ဘူးလေဘဲမှာပြတ်မှာနော်အဲ့ဒါလုံးဝအသေးချပဲဒါဒီတိုင်းတာဒီဒါကြောင့်မလို့ကျွန်တော်တို့ဒီတော်လန်ကြီးကအရင်ကြီးစိတ်ပူစရာမရှိဘူးသို့တော်ကျွန်တော်တို့ကနိုင်မယ်ဆိုတာသိကြတယ်သို့တော်အချိန်အားဖြင့်ကျွန်တော်တို့ကနော်ဒီဟိုလိုပြောအောင်ဆိုတပြိုင်နက်တည်းတိုက်ပွဲခေါ်ဆောင်နိုင်မှုကအားနည်းနေသေးတယ်နောက်တစ်ခုကစင်ဆက်မပြတ်တိုက်ပွဲမဆောင်မှုအားနည်းနေတယ်ဘာကြောင့်အဲ့ဒါပါလဲကျွန်တော်တို့ကဒီလက်နဲ့ပိုင်းပေါ့နော်လက်နဲ့ပိုင်းဆိုင်ရာကျွန်တော်တို့တောင့်တင်းမှုအားနည်းတယ်ကြီးစံပြတ်သွားတယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်စစ်ပွဲတစ်ပုတ်ကိုစစ်ကိုက်မတိုက်နိုင်ဘူးအဲ့တော့ကြီးကနည်းနည်းခြံထားနားလိုက်တစ်ခါပြန်တိုက်တယ်အဲ့လိုသဘောတည်နေသွားနေရအဲ့တော့တစ်ဖက်မှာလည်းခုနကကျွန်တော်တို့ကဒီပြည်သူတွေနေတော့ဘုံကျဲခံရတယ်ဟလာခုနရွာတွေမိရှို့ခံရတယ်ဆိုတော့ကိစ္စတွေတော့ကျွန်တော်တို့ကဟိုတော်တော်ကြီးဆွဆွဝါခံရတယ်တိုးတော်လည်းပဲဒီလိုခံနေရသည့်တိုင်အောင်ကျွန်တော်တို့ကခုနသူနဲ့ကိုနဲ့ကျွန်တော်တို့ပြန်တိုက်မယ်ဆိုရင်ကျွန်တော်တို့ဘက်ကဟောနော်အလွယ်တကူလက်လျှော့မှာမဟုတ်သလိုအလွယ်တကူပြိုကျမှာတော့မဟုတ်ဘူးအဲ့ဒါတော့လက်ရှိအခြေအနေပဲအဲ့တော့နောက်တစ်ခုကပါဆိုဒီရွေးကောက်ပွဲနဲ့နိုင်ငံတကာပုံသဏ္ဍာန်ပေါ့နိုင်ငံတကာပုံသဏ္ဍာန်ကတော့တည့်ရတဲ့အတိုင်းပဲသူတို့ကတော့အကျိုးစီးပွားကိစ္စပဲအားလုံးကအပေးယူပဲနော်လောကကြီးမှာအခုတွက်ကြည့်လိုက်ဘာလေးပြောခင်ဗျားလူခွင့်ရေးဆိုတာမရှိဘူးမယုံနဲ့နော်လူခွင့်ရေးဆိုတာလှုပ်ရှားနေတာနော်ဒါဒီဘယ်အမေရိကန်ပဲဖြစ်ဖြစ်နော်အခုလက်သမကပဲဖြစ်ဖြစ်ဒါတွေကလူကြားကောင်းပြောတဲ့ကိစ္စတွေလူခွင့်ရေးတို့ငြိမ်းချမ်းရေးတို့ပရာဟိတတို့ဆိုတာကအင်မတန်မှနားတော်ကောင်းတဲ့စကားတွေဒါပေမဲ့တကယ်ဖြစ်မလားဒါတွေကအင်အားကြီးတဲ့နိုင်ငံတွေရဲ့နော်လက်သုံးစကားတွေနော်လက်ဒါတွေမယုံနဲ့